အသက်9နှစ်သမီးလေးကိုတိန်းထောင်ချီတန်း3ထပ်တိုက်ကြီးမွေးနေ့လက်ဆောင်ပေးလိုက်တဲ့အဖွားတော်ဒီဝင်းမွေးနေ့လက်ဆောင်ဆိုရင်အယုတ်လေးတွေမုံလေးတွေပဲပြင်းပြင်းတက်ကြပေမဲ့အခုတစ်ခေါက်မှာတော့အားကြစရာကောင်းလုံးတဲ့မွေးနေ့ဂျာရက်ဆာကြီးတစ်ခုလူမှုကွန်ရက်မှာရေပန်းစားနေပါတယ်။ဒါကတော့ဒါရိုက်တာစီဖြိုးရဲ့တမီးကြီးလေးရှန်တွာရဲ့အသက်9နှစ်ပြည့်မွေးနေ့မှာအဖွားဖြစ်သူဒေါ်ဒီဝင်းကမြောက်ကုံပင်လုံအင်ယာဝင်းထဲက3ထပ်တိုက်ကြီးတစ်လုံးကိုမွေးနေ့လက်ဆောင်အဖြစ်ပေးအပ်လိုက်တာပဲဖြစ်ပါတယ်။အဖွားဖြစ်သူဒေါ်ဒီဝင်းကလက်ရှိမှာနိုင်ငံရဲ့ခြားမှာရောက်ရှိနေတာကြောင့်မြေးမလေးရဲ့မွေးနေ့အနားမှာမရှိပေးနိုင်ပေမဲ့အဝေးကနေအခုလိုအနက်စရာကောင်းတဲ့လက်ဆောင်ကြီးနဲ့အလွမ်းတယ်လိုက်တာပါအဆိုပါ3ထပ်တိုက်နဲ့ခြံဝင်းကြီးဟာလွန်ခဲ့တဲ့4နှစ်လောက်ကတည်းက1650နဲ့ဝယ်ယူစုဆောင်းထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါတင်မကသေးပါဘူး။အဖွားဖြစ်သူကမြန်မာပြည်ကိုပြန်ရောက်တာနဲ့မြေးမလေးရှန်တွာနဲ့အတူဦးခွေးရန်လေးရဲ့နမီကိုပါပိုင်ဆိုင်မှုစာချုပ်ထဲမှာထည့်သွင်းပြီးတရားဝင်လွှဲပြောင်းပေးသွားဦးမှာဖြစ်တယ်လို့ဆိုပါတယ်။အသက်9နှစ်အရွယ်နဲ့တိုက်ပိုင်ရှင်လေးဖြစ်သွားတဲ့ရှန်တွာလေးရဲ့အားကြစရာအဖွားချစ်ပုံပြင်လေးကိုပရိသတ်တွေကလည်းသဘောကျပြီးဆုတောင်းပေးနေကြပါတယ်။ဒီလိုဆယ်လီသတင်းတွေအမြဲတင်ဆက်ပေးမှာ like and share လေးလုပ်ပေးပါနော်